အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမှာကတော့လူသားတွေနဲ့ရေအောက်ကဘာကမျိုးနယ်စုတွေကြားကတင်းမာမှုတွေဟာအထုထိပ်ကိုရောက်ရှိလာခဲ့ပါပြီဒီနေ့မှာတော့သူတို့နှစ်ဦးကြားငြိမ်းချမ်းရေးအတွက်ဆွေးနွေးတဲ့ဆွေးနွေးပွဲကြီးတစ်ခုကိုကျင်းပဖို့ရှိနေပါတယ်ဆွေးနွေးပွဲခမ်းမတဲ့ကိုရေအောက်ကဘာရဲ့ကိုယ်စားလှယ်တွေဝင်ရောက်လာပါတယ်ထူးခြားတာကသူတို့ဟာရေထဲမှာပဲရှင်သန်နိုင်တဲ့သူတွေဖြစ်ပေမဲ့ကုန်းပေါ်ကိုသူတို့ရဲ့နည်းပညာတွေနဲ့တက်လှမ်းလာခဲ့ပါတယ်လူသားကိုယ်စားလှယ်ကသူတို့ရဲ့ဆုံးရှုံးသွားတဲ့ကလေးငယ်တွေအတွက်စိတ်မကောင်းဖြစ်ရကြောင်းစကားစတင်လိုက်ပါတယ်။ဒါပေမဲ့ရေအောက်ကဘာရဲ့ကိုယ်စားလှယ်ကတော့ခက်အေးအေးပါပဲ။သူတို့ရဲ့တောင်းဆိုချက်ကတော့ရိုးရှင်းပါတယ်။ဒါပေမဲ့အဲ့ဒီတောင်းဆိုချက်နောက်ွယ်မှာဘာတွေရှိနေမလဲ။သူတို့တောင်းဆိုလိုက်တာကရိုးရိုးရေတစ်ခွက်မဟုတ်ပဲမြစ်ထဲကရေတစ်ခွက်ပါ။လူသားတွေကတော့ဒါဟာတာမန်တောင်းဆိုချက်လို့ထင်နေကြပေမဲ့တကယ်တမ်းမှာတော့ဒါဟာသူတို့ရဲ့အစီအစဉ်တစ်ခုရဲ့အစပဲဖြစ်ပါတယ်။အဲ့ဒီရေခွက်ကိုသူတို့ကိုယ်တိုင်တောက်ဖို့မဟုတ်ပဲလူသားတွေကိုပြန်ပေးလိုက်တဲ့အခါမှာတော့အရှိန်တွေကပိုပြီးထူးဆန်းလာပါတယ်။ဒီယူကဘာကိုဆိုလိုတာလဲနောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုနောက်ထပ်အပိုင်းတွေမှာဆက်လက်စောင့်ကြည့်ပေးပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်